လူတွေကိုစီးရဲမွဲတေစီတဲ့အကြောင်းရင်း6ခုကိုမျှဝေချင်ပါတယ်โอเคနံပါတ်1ကတော့စင်ကြေပေးခြင်းမှာအကိစ္စတစ်ခုဖြစ်ပြီဆိုရင်ကျွန်တော်တွေက solution ပေါ့နော်အဖြေမရှာဘဲနဲ့ပြီးရင်မဖြစ်အောင်လုပ်မယ်ဆိုတာကိုမစင်စားဘဲနဲ့အမြဲတမ်းပဲစင်ကြေပေးနေတာကလူတွေကိုစီးရဲမွဲတေစီတဲ့အကြောင်းရင်းပေါ့နော်ကျွန်တော်တကယ်ချမ်းသာတဲ့သူတကယ်ကိုအောင်မြင်နေတဲ့သူတွေကစင်ကြေမပေးဘူးဘယ်အရာမဆိုရင်ဖြစ်အောင်လုပ်ဖို့ရှာအတွက်နီးလန်းရှာပါတယ်โอเคနံပါတ်2ကတော့အချိန်တန်ဖိုးမထားခြင်းပါโอเคစီးရဲမွဲတေတဲ့သူတွေကအချိန်ကတန်ဖိုးရှိတယ်ဆိုတာတောင်သူတို့မတွေးထားဘူးအချိန်ကိုကစီးနေဖို့နေတတ်ပြီးရင်အချိန်ကိုစီမံခန့်ခွဲဖို့နေတတ်အချိန်နဲ့ပတ်သက်လာပြီဆိုရင်တန်ဖိုးထားရကောင်းမြန်မသိဘူးအမြဲတမ်းအချိန်ဖြုံးတယ်အဲ့မှာဘဝတွေကကွာခြားသွားတယ်နောက်ထပ်3ချက်မြောက်ကတတောင့်တတဖြစ်နေတဲ့နေရာမှာပဲနေတယ်ကိုယ်အဆင်ပြေတဲ့နေရာကိုယ်ဘာမှတွန်းအားမရှိတော့ဘူးဥမာအလုပ်တစ်ခုလုံးနေရဆိုရင်အဲ့အလုပ်ထဲမှာ9နှစ်6နှစ်9နှစ်ဆက်လုပ်တယ်ဘာဖြစ်လို့လဲကိုယ့်အတွက် comfortable တတောင့်တတဖြစ်နေလို့တခြားအလုပ်တစ်ခုကိုသွားပြီးရှာရမှာတခြားပတ်ဝန်းကျင်အသစ်ကိုရင်ဆိုင်ရမှာကိုကြောက်တယ်ပြီးရင်အခုလက်ရှိကိုယ်နဲ့တွဲနေတဲ့ရီးစားကစားကိုယ့်အတွက်တတောင့်တတဖြစ်စေကိုယ့်အတွက်မကောင်းဘူးဒါပေမဲ့တတောင့်တတဖြစ်စေတဲ့သူကိုပဲဆက်ရွေးတယ်ဘယ်အရာမဆိုရင်စင်ရဲမွဲတေစေတဲ့အချက်ကတော့အမြဲတမ်းကိုယ့်အတွက်တတောင့်တတဖြစ်တဲ့ဥစ္စာကိုရွေးချယ်ပြီးတော့မှနေထိုင်ခြင်းမှာသူတစ်ဖြစ်အလုံးမှာပေါ့နော်ပြီးရင်နောက်ထပ်၄ခုမြောက်ကပတ်ဝန်းကျင်မကောင်းတငယ်ချင်းမကောင်းတကယ်လူစားတွေအရှုံးသမားတွေနဲ့ပဲတငယ်ချင်းဖြစ်နေတယ်ကိုယ်တိုင်ကနော်စူးစမ်းကျင်တီတိုင်အောင်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်အကုန်လုံးကအရှုံးသမားတွေဖြစ်နေတယ်ပတ်ဝန်းကျင်ကအရန်ရေးကြည့်တယ်အပေါင်းအသင်းကအရန်ကိုအရေးကြီးပါတယ်နောက်ထပ်5ချက်မြောက်ကဒီလိုမျိုးလူတွေကကံကိုပုံချပါတယ်ဟာငါကံမကောင်းဘူးသူတို့ကကံကောင်းတယ်ငါကံကောင်းလို့နော်ဖះမှာရှိခိုးမယ်ပြီးရင်ကံကိုပုံချပြီးတော့မှငါကံလေးများကောင်းမလားဆိုပြီးတော့မှထီထိုးတယ်ချဲထိုးတယ်ဘယ်ရာမဆိုရင်အဲ့ဒီကံကိုပဲသွားပြီးပုံချတယ်ကျွန်တော်တို့တကယ်ချမ်းသာတဲ့သူတကယ်အောင်မြင်တဲ့သူကဘယ်တော့မှကံကိုပုံမချဘူးကံကြီးကဘာပဲဖြစ်နေသူတို့တွေကကိုယ့်ရဲ့လုံအားကိုယ့်ရဲ့ဉာဏ်အားပြီးရင်ကိုယ့်ရဲ့ဝရိယအားကိုပဲစူးစမ်းအားစိုက်ထုတ်ပြီးတော့မှပတ်ဝန်းကျင်ကောင်းအောင်နေပါတယ်ဒါပေမဲ့နော်ဆင်းရဲမွဲတေစီတဲ့အချက်ကတော့အဲ့ဒီကံကိုပုံချတဲ့အခါမှာဖြစ်တဲ့အရာတွေပါโอเคပြီးနောက်ဆုံးတစ်ချက်ကတော့ကျတို့တွေကစမဖက်ခြင်းမှာမလစ်လာခြင်းမှာမလစ်လာတဲ့သူကအမြဲတမ်းပဲပတ်စံနဲ့ပတ်သက်လာရင်အဆင်မပြေပါဘူးလစ်လာနေတဲ့သူတွေကပတ်စံနဲ့ပတ်သက်လာရင်ပို့ပြီးတော့အဆင်ပြေနိုင်ခြင်းများတယ်ဘာကြောင့်မို့လဲဆိုတော့ the more you learn the more you earn ကိုကလစ်လာလေပတ်စံဝင်လေပါပဲလူဆိုတာကိုကျွမ်းကျင်တဲ့နေရာပဲပတ်စံရှာလို့ရတယ်ပြီးရင်လူဆိုတာကနော် you have to earn with your mind စိတ်နဲ့ပတ်စံရှာရတာအချိန်နဲ့ပတ်စံရှာတာမဟုတ်စိတ်နဲ့ပတ်စံရှာရဲဆိုတာကကိုယ့်ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်လာလေပတ်စံဝင်လေဖြစ်ပါလိမ့်မယ်